heo mình cháu lâu bị đâu quá heo ngón này tuệ lại bộ quá heo heo mẹ quá mẹ quá sao lại rồi quáဘာဖြစ်လို့လဲ đi dạo nhiều quá heo đó này ngó đâu cút thành này à song xí để còn mà thành lúc là nó heo đi ngó đâu mà tết tổng này thì đấy quá အေးကောင်းမယ်ကွာဟာရ ồ bà biết đâu này quá ဟိုလည်းကွာစိတ်ကြီးပေါ်ရေးဆိုမှကွာဘာရပြောနေရလဲ mẹ này quá bà đi sinh nhỉ này quá ngó lạiပြောပါ ငေါ့ဆိုလေငေါ့ဆို từng nói bị là quá အေးမနေ့တည်းချလိုက်တယ် ကျန်းလေးတော့မကန်းခဲ့ဘူးကွာ sorry ကွာငါမေ့သွားတယ် တုံးမလည်းပေးလို့ရပါတယ်ကွာ ဟာရဘာပြောနေလဲကွာငါပြောတဲ့စကားဝင်ဝင်မပြောသားပါနဲ့ကွာမင်းရလေ ပြီဘူးလေကွာမင်းကစစ်စစ်မမပြောတာကွာ မပြောနဲ့မေ အဲ့ဒါပြောကွာမင်းဘာဖြစ်နေရလဲ ဒီလိုကွာငေါ့ဆိုလေမသိလားရငေါ့ဆိုမသိလားကွာမသိလားလို့မသိလားလို့ငါမေးနေတယ်လေကွာ အဲ့ဒါမပြောနဲ့ဆိုကွာဒါတော့ငါမပြောဘူးလေကွာ နည်းနည်းပေါ်ဖိုလိုလေးလိုက်ပေးပါတော့ ဘာလို့လိုက်လဲ အေးပြောမင်းပဲစိတ်စားကြည့်ကွာဒါတော့ချုံမလောက်ပနေတဲ့ငါရဲ့မျက်နှာလေးကိုထားသွားရတယ်ကွာ ဘာပြောလဲဘာပြောလဲဘယ်သူမျက်နှာ ဒါတော့ချုံမလောက်ပနေတဲ့ငါရဲ့မျက်နှာလေးကိုပြောတာ မင်းမျက်နှာဒီမျက်နှာလေးကအားချောနေတယ်ဟုတ်လား အေးဖြည်းဖြည်းလောက်ပါကွာ ဟောတဲ့မျက်နှာဦးမှာကွာအားခဲ့တယ်ဆိုတော့မင်းတော့မလေးအုံနောက်မြောင်မန်နေလားမသိဘူးကွာ မကမန်နိုင်တယ်ဟာရ ဩလက်လိုက်တော့ကွာလောက်စမ်း ယူရလောက်ပါကွာ ဟေးငါလည်းယူနေတယ်လို့ပြောတာပါကွာငါစတာ အေးအဲ့လိုဒီကောင်ကွာလောက်ရတဲ့ကွာငုံမှာပြတ်သွားရတဲ့ကွာ အေးပါတော်ကြီးဟာငါလည်းမင်းနဲ့ထပ်တူပြောရတယ်ကွာ အေးပါဟာရဘာပြောနေရလဲ ကွာငါလည်းထပ်တူဝမ်းနေတယ်လို့ပြောတာပါကွာရောက်ဝမ်းလို့ပါကွာအော်မယ်ဆိုတာကြီးပဲ အဲ့လိုလောက်ပါဦး အေးပါကွာဟောအေးဟောဒါနဲ့မင်းလည်းအသေးကွဲနေတယ်ဆိုတော့ငါတို့အရှစ်တော့တော့မယ်ကွာဟော ဘာလာပြောနေရလဲကွာ ဘာဖြစ်တာလဲကွာဟောအရှစ်တော့တော့မယ်လို့ပြောတာလေ ငါမရင်မတော့တတ်တာကွာဘာလာပြောနေလဲ အေးဟုတ်တာပဲကွာအရင်မတော့ဘူးဆို အနက်တောင်မှခံလို့မရဘူး ဒါနဲ့အော်ဟောဒီစီဘာရှိရကွာဘာညာတာကမဆာ ဟာဒီကြီးဘောသွားမယ် သွားမယ် နေနေ ဟမ်အော်ဘာဖြစ်နေလဲကွာဟောမင်းလည်း ငါမပတ်စံမရှိတာကွာ အော်မင်းလည်းကွာပိတ်ဆက်မပါတာလေးမြောက်ကွာ မင်းမရှိလား ငါမှလည်းမပါဘူးကွာ အော်ဒါနဲ့တော့ပြောနေသေးတယ် ဟုတ်ပါဘူးကွာမင်းလည်းသွားမလားလို့ပြောကြည့်တာပါကွာ မရှိဘူးမတော်ဘူး ဟုတ်ဒါဆိုလည်းဟုတ်ခုစဉ်းစားမှရမှာပေါ့ကွာ အေး အေးကွာမင်းအရင်လည်းမတော့ဘူးဒီဂျီဘာသွားဖို့လည်းငါတို့မှာပိတ်ဆံမရှိဘူးဆိုတော့ဟဲ့တခုတော့ရှိရနော်ဟဲ့ ဟာဘာလဲဟဲ့ ကွာငါစဉ်းစားတာတခုတော့ရှိတယ်ကွာ ဘာလဲမြတ်ပြောပြော မင်းဟိုကောင်မလေးတွေကလည်းမကြိုက်ဘူး အေး နော်ကြိုက်တဲ့ကောင်မလေးတိုင်းကလည်းမင်းကိုဖြတ်သွားတယ်ဆိုတော့ ကောင်မမိဘကြောင်နဲ့မူလိုက်တာဘာမှမစားဘူးဘာကြောင်လဲလဲ အချန်ခုရပါပြီ ဘာလဲ အေးကွာ မြတ်ပြော မင်းဟဲ့မင်းအချောက်လုပ်ပြီးတော့ကွာဟဲ့ငါနဲ့တွဲလိုက်ဖို့ကွာဟဲ့ ဟာ